ကဲဒါကတော့ပုတ်ကလီကပိုင်ခြေတော့စွမ်းရင်တော့အစားအစာထုတ်လို့ရေးဆုံးဖြစ်ပါတယ်အခမ်းအနားကိုရွာလန်းခင်းလုံးကကြံခဲ့တဲ့ဘီလက်မြေကန်ကြီးနဲ့ဆွတ်တင်ပါတယ်အရင်ကတော့ဒီကန်ကလန်းခင်းဖို့သုံးတယ်အခုတော့အစစ်မြစ်အစားအစာတွေထုတ်လို့ဖို့သုံးတာပေါ့ကန်ကမယ်တော်ကြီးကဂျုံတွေကိုလက်နဲ့အားရပါရနှိုက်ယူလိုက်ခြင်းအဖြစ်လူသားနဲ့ထိတွေ့ထားသောပစ္စည်းဆိုတဲ့ပထမဆုံးလက်မှတ်ကိုရရှိသွားပါပြီပြီးတော့ဘိုးစံပေါင်ဆက်ဖီးစကြီးနဲ့ဖိချလိုက်တယ်စီကန်ကတစ်ခုတည်းပါပြားသွားရင်ပြီးရောဒါမြန်ချင်လို့မဟုတ်ဘူးဂျုံတဲကပိုးမွားလေးတွေနေအောင်ပြန်မြင်ရအောင်လို့ပါနေလဲနဲ့အဆင်ရောက်ပါပြီသူတက်တန်ရှင်းရေးဆိုတာဘာမှမသိတဲ့ပလတ်စတစ်အမဲစာကြီးပေါ်ဖြန့်ခင်းထားပါတယ်မေရိုကြီးကမုံပြောင်းတွေပေါ်ခြေပလာနဲ့ဖျက်ချောက်ပြီးခြေတော့အရတာအောက်ခံလွှာကိုထည့်သွင်းပြီးပါတယ်နေအောင်ကဖုံတွေအပူချိန်တွေနဲ့လေတွေကဘာကောင်မှမသိတာတွေကိုမုံသားနဲ့ပိတ်လောင်လိုက်ပြီးတဘာဝအရတာအမှတ်သားကိုဖန်တီးပေးလိုက်တာပေါ့ကဲတကယ်ထုတ်လို့ရပိုင်စပါပြီဖနက်တွေချွတ်တန်ပုံစံခွက်တွေနေရာယူခန္ဓာကိုယ်အလေးချိန်နဲ့ဆုံးဖြတ်ချက်ချမယ်အချိန်ပါပဲခြေတော့နဲ့ဖိချလိုက်တဲ့အချိန်မှာဖီအားရဲ့ချူးရဲ့ခြေတော့အရေးပြအခြေအနေကမုံပြားတိုင်းမှာတိုင်းရိုက်ကူးဆက်သွားပါတယ်ခြေလန်းတိုင်းကတိကျသလိုပြန်ပြီးလူလည်းမရတော့ပါဘူးခညာအိတ်ကိုဖောက်လိုက်နေရတဲ့အနံ့ကအဲ့ဒီကလာတာပါပြီးသွားတဲ့အပြားတွေကိုလက်ချောင်းတွေနဲ့ QC စစ်တယ်လူသားခြေရလက်ရတွေပြက်မပြက်စစ်တာပါအမဲဆက်လေးတွေမြင်လားအဲ့ဒါမဲတော်ကြီးရဲ့ဖနှောင့်ကြီးအဆက်အနေလေးတွေပါခင်ဗျားတို့ရရှိလိုက်တာကတော့အရေးပြားရာတွေထင်ချန်နေတဲ့ပါပရာမဟုတ်ပေါ့ကြွက်ရွတ်မှုမြေကြီးအနှစ်သားနဲ့ညင်းမရတဲ့အမှတ်တရားတစ်ခုပါဝင်လာတယ်အဲ့ဒါကတော့ခမားကြိုက်လိုက်တဲ့အကြိုက်တိုင်းဟာခြေထောက်နဲ့တေးချာကိုကြိုက်တွေထားတာဖြစ်ပါတယ်ဆိုတာပါပဲ